အိန္ဒိယကောင်လေးဟာမုံဆက်ရုံမှာအလုပ်လုပ်ပါတယ်ပြီးတော့မုံတစ်တာကိုမှားပြီးယူသွားနေချိန်မှာအိန္ဒိယဘဲဟာအလွန်ပိန်တာကြောင့်မုံရီအကောင်လုံးအောက်ကိုကျသွားပါတယ်ထို့နောက်ပါကစ္စတန်ဘဲဟာမြင်သွားပြီးအိန္ဒိယဘဲကိုဒါလီတောင်မနိုင်ဘူးလားဆိုပြီးရေးပါတယ်လူတွေကလည်းသူ့ကိုကြည့်ပြီးအလွန်ရေးပါတယ်အိန္ဒိယဘဲဟာလည်းဝမ်းနေသွားပါတယ်ပြီးတော့ပါကစ္စတန်ဘဲကိုမင်းထတ်အားရှိအောင်လုပ်ပြမယ်ဆိုပြီးပြောတယ်ထို့နောက်အိတ်ကနေထွက်သွားပါတယ်နောက်နေ့ကျတော့မွန်းတွေပလာတာတွေအများကြီးစားပါတယ်ပြီးတော့ gym သွားပြီး exercise လုပ်ပါတယ်တဖြည်းဖြည်းနဲ့အိန္ဒိယဘဲဟာအလွန်တန်မာသွားပါတယ်ထို့နောက် body plan ပွဲတို့သွားပြီးအနိုင်ရရှိသွားပါတယ်ပတ်စံ10သိန်းလည်းရသွားပါတယ်ပြီးတော့ချမ်းသာသွားပါတယ်နောက်နေ့ကျတော့မုံစယုံကိုသွားပါတယ်လူတွေကလည်းသူ့ကိုကြည့်ပြီးအံ့ဩနေပါတယ်ထို့နောက်လူတစ်ယောက်ကိုပါကစ္စတန်ဘဲပမာလဲလို့မေးပါတယ်ပါကစ္စတန်ဘဲကအလုပ်ထွက်သွားတာကြားပြီးလို့ပြန်ပြောလိုက်တယ်ပြီးတော့သူ့ဆရာကိုပါကစ္စတန်ဘဲပမာလဲဆက်ပြီးပြန်မေးလဲဆရာကလည်းကမ္ပဏီပိုင်ရှင်ထိသွားပြီလို့ပြောတယ်ပြီးတော့သူ့ကားနဲ့ပါကစ္စတန်ဘဲရှိကိုသွားပါတယ်ထို့နောက်အဖိုးကြီးကိုပါကစ္စတန်ဘဲပမာလဲဆက်ပြီးမေးတယ်အဖိုးကလည်းနေရာအတိအကျပြောပြလိုက်တယ်ပြီးတော့သူ့ကားနဲ့အိုက်ကိုသွားပါတယ်ကမ္ပဏီကိုရောက်တော့အထဲဝင်သွားပါတယ်ကမ္ပဏီဝန်လန်းတွေကမင်းကဘသူလဲဆိုပြီးမေးပါတယ်အိန္ဒိယဘဲကလည်းမေးဆရာကိုခေါ်လိုက်ဆိုပြီးပြောပါတယ်ထို့နောက်ပါကစ္စတန်ဟာရောက်လာပြီးမင်းကဟိုငတ်ပိန်မှာလာဆိုပြီးပြောပါတယ်အိန္ဒိယဘဲကလည်းဟုတ်တယ်အခုမင်းထက်တောင်အားရှိသွားပြီလို့ပြန်ပြောလိုက်တယ်ပါကစ္စတန်ဘဲကလည်းအားရဆုံးငါနဲ့ပြိုင်မယ်ဆိုပြီးပြောတယ်ပြီးတော့ပြိုင်ပွဲစတင်ပါတယ်ပါကစ္စတန်ဘဲဟာတန်လုံးကိုမှားပါတယ်လူတွေကလည်းအားပေးနေပါတယ်အိန္ဒိယဘဲကလည်းတန်လုံးကိုမှားပါတယ်လူတွေကလည်းအားပေးပါတယ်ထို့နောက် 200kg မှားရပါမယ်ပါကစ္စတန်ဘဲလည်းမှားလိုက်ပါတယ်အိန္ဒိယဘဲကလည်းမှားလိုက်ပါတယ်ပြီးတော့နှစ်ယောက်စလုံးဟာမောသွားပါတယ်အနိုင်အရှုံးကိုတော့မဲပေးပြီးဆုံးဖြတ်မယ်ပါကစ္စတန်ဘဲကိုနိုင်ခြင်း comments ရေးပေးပါအိန္ဒိယဘဲကိုနိုင်စေခြင်းတော့ like and follow လုပ်ပေးပါ